သမင်းစားကြပါအောင်ရှင်ဝရခါညံ့ကျော်ငရမ်းချစက်သားချပြီးတော့ဒါကတော့ကမွန်းကျင်ကျော်ကျမရဲ့နေ့လည်စာဖြစ်ပါတယ်နော်ဖျားเจ้าမှာတော့ရက်တူတင်တန်းရှိတယ်တကြံတွင်းရက်တူတင်တန်းရှိတယ်ဒါပေမဲ့ကျမဘဝသမားဆိုတော့လေအမြဲတမ်းတော့မပါဝင်နိုင်ဘူးပေါ့နော်ကျမ online shop လုပ်တာဆိုတော့ကျမအမြဲတမ်းတော့မပါဝင်နိုင်ပါဘူးလို့ကျမ online shop လုပ်တာ4လပြည့်တော့မယ်ဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်เนาะကျမတို့ online shop လုပ်တယ်ဆိုတာလွယ်တဲ့လုံးမမဟုတ်တာเนาะဝယ်မဲ့သူမရှိဘူးအားပေးမဲ့သူမရှိဘူးဆိုရင်4လမပြောပါနဲ့ကျတို့တစ်လလောက်နဲ့ကိုစိတ်ပြက်အားလျော့ပြီးနောက်ဆုတ်သွားမှာဖြစ်တယ်เนาะအခုတော့ကျမတို့အားပေးမဲ့သူတွေတောက်လျှောက်ရှိပြီးတဲ့အတွက်4လဆိုတဲ့အတိုင်းအတာတွေကိုရောက်လာခဲ့ပါပြီလို့ကျေးဇူးအများကြီးတင်ပါတယ်လို့ဆက်လက်ပြီးတော့လည်းအားပေးကြပါဦးကျမရောင်းတဲ့စက်သားကြောက်လေးပဲဖြစ်ဖြစ်အဝတ်အစားလေးပဲဖြစ်ဖြစ်ဘာပဲရောင်းပေါ့နော်ရောင်းတဲ့အရာမှန်သမျှကိုဈေးနှုန်းမှန်ကန်စွာနဲ့ကျမပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့ကျမရောင်းချပေးသွားမှာဖြစ်ပါတယ်လို့ကျမကိုဆက်ပြီးတော့လဲအားပေးကြပါဦးလို့ကျမဒီနေရာကနေပြီးတော့မေတ္တာရက်ခံပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်ရှင်